bài hoán nên ngã saiแต่เป็นอะกูเอาเกทอกเข็มสามอ่ะจริงงาเรียจะอายุทบทาปีตาพิเศษจะมาได้โยโอ้ดิโลเน่พี่อ๋อปัตเตะฮิดันแต่มั่วมัวดิโลฮามิโอเลยปาคอเล่สำหรับ King Oyster Mushrooms ตัวลีทาปีตาบนนั้นดูเปียอะไรตัวตัวจี้เลยที่เฮาเลยจะมารับแค่แม่นะพี่อ๋อဒါဟိုဖက်ပါပေါ့နော်အတော့အချိုနဲ့အချင်းတက်လေးပဲရတယ်ပါတခုမှမဆက်ဘူးဒီဟာကိုထည့်တယ်ဒုံပတိတီမဲနာမောတကကြတာခဲရတ်နော်ခဲရတ်လည်းဖြတ်ထားပြီးသားသုံးတယ်အကြမ်းမိုင်းတော့မောဖယုံနှုလေးပေါ့နော်ဖယုံနှုလေးရပြီးတော့တကြတပဲတီမောဒါဘူစာပဲတီရပါတကကြငင်နာဒါပြောဟိုရ spinach တဲ့မောတော်တက်ပေါ်ตัวเละตะคิจังอ่ะสันแน่ๆเทပါမယ်ဟိုပြောင်းဘူးနုနည်းနည်းထည့်ပါမယ်စားနဲ့မြုပ်ကောင်းကလေးနဲ့ပဲဒီဟာတွေကိုချက်မှဖြစ်ပါတယ်ဒီဟာကြောင့်ဗိုင်လို့ခေါ်ပါတယ်ကျမရဲ့ကိုနေကိုဟန်နဲ့ချက်တဲ့ဗိုင်ပေါ့နော်ခုနပြောတဲ့ငါးရယ်ကျမမပြလိုက်မိတာအာလူးရယ်ပေါ့နော်အဲ့ဒါကြီးပြီးတော့ပြောင်းဘူးကိုကျမဟိုဟာခူးလိုက်မထည့်ဘူးပေါ့နော်ဒါနဲ့ဖီးထုတ်လိုက်တယ်ဖြတ်ထုတ်တယ်ပေါ့နော်အဲ့ဒါအလိုမျိုးပိုင်းကလေးဖြတ်တယ်ဒါကြီးအကုန်လုံးအတူတူပြုတ်မယ်ပြုတ်ပြီးတော့နောက်ဆုံးပိတ်ကြပါဖြစ်လဲဆိုတော့ဒါအကုန်လုံးလူးပြီးဟဲ့ဆိုရင်နောက်ဆုံးပိတ်ချခါနေလို့ရှိရင်ရုံးပတိတီးရယ်ဒီနှစ်ခုပေါ့နော်ဒီနှစ်ခုကိုနောက်ဆုံးပိတ်မှထည့်မယ်ဝတ်ကုန်မှာပေါ့နော်နည်းနည်းလေးပဲဖြစ်လာမှာလူးခါကြလို့ရှိရင်ဒီလိုလေးကောင်းတော့ပြက်ကလေးဖြစ်တဲ့ထိဒီလိုလေးရှိလာပါပြီလို့နော်ဆောနာဖြူနေတဲ့မိုးတွေအဲ့လိုဖြစ်လာတာကွာอีเลยตัวตรงเลยဖြစ်လာတာအားစားကောင်းတယ်တော့အဘိဘောနော်ဆိုတော့ကျွန်တော်ကဆိုနာမထဲရပြီးတဲ့ရုံးပတိtiêuထဲမှာကျမတော့အနေပေါ့တယ်ရေးပြီးသွားပြီပေါ့နော်သူကနောက်မှပြန်ထဲတာထက်စားလို့ရှိရင်ကြာကြီးကြိုပြီးတော့စားကြတဲ့ထဲတာသူကရတာကောင်းနေပေါ့နော်စားရပါလေဒီနေရာမှာကျွန်မကတကက်စားရယ် black pepper ပေါ့နော်ငရုတ်ကောင်းအဲ့လိုမျိုးထဲလုံးဝကျန်တဲ့ဟာဘာရက်တာမဟုတ်မတုံးထားဘူးဘာကြောင့်လဲဆိုတော့ငါးကလည်းချိုတဲ့ရတာပေးတယ်နောက်ပြီးတော့ကျွန်မဆွမ်းနာထည့်လိုက်တဲ့မှုပေါ့နော်အဲ့ဒီ oyster mushroom အဲ့ဒီဟာတော်တော်လေးချိုတယ်သူကလေအချိုတဲ့ကောင်းပေးတယ်ဘာချိုမဟုတ်မလို့နောက်ပြီးတော့ထည့်လိုက်တဲ့ဒီပြောင်းဘူးပေါ့နော်ပြီးတော့ carrot ကလည်းအချိုတဲ့ထွက်တယ်နောက်ပြီးတော့အာလူးပေါ့နော်အကုန်လုံးကအချိုတတ်ဒီကြီးပဲထွက်တာဆန်ဆိုလို့ရှိရင်လည်းသူအချိုတတ်ထွက်တယ်ပေါ့နော်ဘာအချိုမှထည့်ကြမလို့ကျမတို့စားမဲ့ခါကြာလို့ရှိရင်မြေကောင်းမှုမွေးအောင်ထပ်ထည့်ပြီးတော့ပင်စိမ်းပေါ့နော်ပင်စိမ်းကိုအပေါ်မှာထပ်အုပ်ပြီးတော့မှအဆက်လိုချင်လို့ရှိရင်ရုပ်မှုန့်လေးဖြိုးပေါ့နော်အဲ့လိုမျိုးလေးနဲ့စားရတာဖြစ်ပါတယ်လို့နော်ဒါမဘယ်သူရှိရနေတင်ယူတာတော့မဟုတ်ကျမကြိုက်တဲ့အရွက်တွေထည့်တာရုံးပရိသီဆိုလို့ရှိရင်လည်းအယိုးစစ်တွေပြကောင်းတယ်ဆောနာထဲလိုက်တဲ့ spinach ဆိုလို့ရှိရင်လည်းသူကတန်တက်ကောင်းတယ်ပေါ့နော်တန်တက်ပါတယ်ပြီးတော့ carrot ဆိုရင်လည်း vitamin A ရှိတယ်ပြီးတော့ဆောနာ bell pepper တွေပေါ့နော်သူက vitamin A ရော C ရောရှိတယ်တိလာဒီဟာကလေချင်းတော့မချင်းဘူးဒါပေမဲ့သူက vitamin C ဓာတ်ပေးတယ်ပေါ့နော်ဆိုတော့ငါးဆိုလို့ရှိရင်လည်းတည်တဲ့အတိုင်းပဲငါးကောင်းမှကောင်းတိလာအသားထဲမှာကောင်းတာငါးအကောင်းဆုံးလေနော်ဆိုတော့ဒီဟာကျွန်မခလေးတွေကလည်းကြိုက်တယ်တားကြီးရလွယ်လို့အကုန်ကြိုက်ပြီလားဆိုတော့ဒီဟာခဏပြုတ်တတ်တယ်ပြိုးလေးရှိတယ်အမျိုးသားဆိုလို့ရှိရင်သူနေမကောင်းတော့ဆိုလို့ရှိရင်ဒါတွေစားလို့ရှိရင်သူနလန်ပြန်ထူတာမြတ်နေပေါ့နော်အားရှိတယ်သူကလေဗိုက်တာမင်စုံတာလဲတက္ကန္တကောင်းတဲ့အသားလဲဟုတ်တော့စီတစ်စက်မှမပါရတာမဟုတ်တစ်ခုမှမပါစားနေနေရဒါပဲဆိုတော့လေကျမတို့လည်းရညင်ယူပါတယ်လို့နော်အိမ်မှာလိုက်ချက်ကြည့်ပါ